မျိုးတွေအားလုံးပဲမင်္ဂလာရှိတော့နေ့လည်ခင်းလေးပါဗျအားလုံးပဲစိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပြီးကတ်ဆိုးဘေးဆိုးရန်အပေါင်းမှကင်းဝေးကြပါစေဗျတဘာဝဘေးနဲ့မြန်မာလည်းကင်းဝေးကြပါစေမျိုးတွေအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီဟာအောင်ပါဗျအဲ့တော့ဒီကနေ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်မယ်ဗျနော်30ရက်5လ2025တောက်ကြနေ့ညနေပိုင်းနောက်ဆုံးနေ့ညနေအတွက်ကျွန်တော် free နေ့တိုင်း organize အရန်ကဏ္ဍလေးတွေပြောပါမယ်ဗျအရန်ကဏ္ဍအနေနဲ့ကတော့30ပေါ့နော်ပြန်ကြ30 3နှစ်33 50ပြန်ကြပေါ့နော်အရန်ကဏ္ဍအနေနဲ့ကတော့30 3နှစ်33 50အရန်ကဏ္ဍအနေနဲ့ကတော့30 3နှစ်33 50ပြန်ကြပေါ့နော်ဩဝမေကဏ္ဍက85 88 8ခွန်5တက်ပါဗျဩဝမေကဏ္ဍက85 88 8ခွန်5တက်ပါဗျဩဝမေကဏ္ဍက85 88 8ခွန်5တက်ပါဗျနော်အဲ့တော့ဒီကနေ့တောက်ကြနေညနေပိုင်းเนาะဒီကနေ့ညနေပိုင်းအတွက်နောက်ဆုံးပွဲလေးအိတ်နဲ့လွယ်ရအောင်ပေါက်ပေးတစ်ခွက်ကောင်း9000တန်းเนาะကျွန်တော်ရဲ့ Viber ဖြစ်တဲ့399898143488ဒီဟာအောင် Viber ကိုလာရောက်ဆက်တွက်ပြီးတော့ပေါက်ပေးယူလို့ရပါတယ်နေ့တိုင်းပေါ့နော်ပေါက်ပေး9000တန်းကျွန်တော်ရဲ့ Viber ဖြစ်တဲ့ဒီဟာအောင် Viber 399898143488ကိုလာရောက်ဆက်တွက်ပြီးတော့ပေါက်ပေးယူလို့ရပါတယ်ဗျအဲ့တော့ဒီကနေ့ညနေအတွက်ကိုပေါက်ပေးတစ်ခွက်ကောင်း9000တန်းအပိတ်အိတ်နဲ့လွယ်ရအောင်ကျွန်တော်ရဲ့ Viber ဖြစ်တဲ့399898143488ပေါက်မှပေးပေါ့နော်9000တန်းတစ်ခွက်ကောင်းလာယူလို့ရပါတယ်ဗျအဆင်ပြေလို့ကစားလို့အဆင်ပြေမြတ်မျိုးများကပေါ့နော်အဲ့တော့ဒီကနေ့ညနေပွဲလေးအိတ်နဲ့လွယ်နိုင်ကြပါစေဗျအမျိုးတွေအားလုံးပဲအဆင်ပြေလို့လာယူလို့ရပါတယ်နော်ပွဲလေးအိတ်နဲ့လွယ်အောင်အဲ့တော့ညနေပိုင်းတွေကို organize နေအောင်နေတယ်ပေါ့နော်အရင်ရက်တွေကလည်း free တွေရောပေါက်ပေးတွေရောဒါမင်းညနေရလဲအောင်တယ်တော်တဲ့ညနေရလဲအောင်တယ်ပေါ့နော် organize နေအဲ့တော့မျိုးတွေအားလုံးပဲမင်္ဂလာရှိတော့ညနေခင်းလေးပါဗျ